Padu na the call is Sri di Padra do Hutavato, Yamushia said who Sabo Louis to Lenui, Yamushia said who Sabo Louis to Lenui, Kanadike, Israela, Joy Pakasani, Mijwaraga Holo, Don about Ejuana Casale, Tukitale, Don Natado Plenya, Don Winaba Kelelo, Don Tagato the Panile, the Malunale, Musatini. Baule nataki buni lo, do na batu kita kena punali le, do tu na sinole, na hibu, do tu na pokle, do tu na milo, do tu na gasete do, na bagato tale agya klulo. Nilo vi kalo lo, soni yisilu saywa, le yamani ta sogado do ta kwedaya. La hegi hava su kita semna muda kota kibu da relo mulo bata di tu ikone lo da dunia ini me nui la koti nui to ni le ye ke tu lo beyok lo ki chiu zwa phya shin ye chiu zwa ko chim mo ma le di ni ha November la ye pathama apat phit de loဒုတိယအပတ်မှာကြာရောက်မဲ့ကျွန်တော်ရန်ကုန်ဤသာသနာနယ်ရဲ့ဧဝံဂေလိနဲ့သာသနာပြုရေးဌာနရဲ့နေ့ကိုဒီမှာတပါးတဲ့ကိုယ်စလေတရားအနေနဲ့ရောက်လာခွင့်ပေးတဲ့ဘုရားကိုကျေးဇူးတင်ပါတယ်။မှန်တော့ဒုတိယအပတ်မှာကြာရောက်မဲ့ဧဝံဂေလိနဲ့သာသနာပြုရေးဌာနနေ့ကိုကျွန်တော်ဒီကိုလာရမှာဖြစ်ပါတယ်။ဒါပေမဲ့ဒီအပတ်မှာကြိုပြီးလာဖို့အတွက်ဖိတ်ခေါ်ခြင်းကိုခံရတဲ့အတွက်လည်းဘုရားရှင်ကိုထူးပဲကျေးဇူးတင်ပါတယ်။ဒါကြောင့်ဒီနေ့ဟာဧဝံဂေလိနဲ့သာသနာပြုရေးဌာနရဲ့နေ့ဖြစ်တယ်လို့ဒီကနေ့ဟာသခင်ခရစ်တော်ကိုပြန်လည်ပြီးတော့အောင်မေ့ပူရန်အတွက်ပွဲတော်မင်္ဂလာကိုဝင်မဲ့နေ့လည်းဖြစ်ပါတယ်။ဒါကြောင့်တယောက်နဲ့တယောက်ခွန်အားပေးဖို့ရန်အတွက်အထူးသဖြင့်ဒီနိုဝင်ဘာလလည်းခရစ်ယာန်အိမ်တော်ရက်သက်တစ်ပတ်လဖြစ်တဲ့အတွက်လိုက်ဒါပွဲသုံးပွဲပေါ့တခါလေဒီလိုမျိုးကြုံတွေ့ရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဒါကြောင့်နှုတ်ကပတ်တော်အဖြစ်ခွန်အားပေးခြင်းတဲ့အကြောင်းအရာကတော့ခုနကျွန်တော်တို့ကြားပြီးသားဖြစ်ပါတယ်တရားဟောရာကျမ်းခန်းကြီး6အငယ်4မှ9အထိကျွန်တော်တစ်ခေါက်ပြန်ဖတ်ပါမယ်။အိုဣသေလအမျိုးနားထောင်လောငါတို့၏ဖျားသခင်ထာဝရဘုရားသည်တဆူရီသောဘုရားချစ်တော်မူ၏။သင်၏ဖျားသခင်ထာဝရဘုရားကိုစိတ်နှလုံးကျွင်းမဲ့အစွမ်းတတ္တိရှိသမျှနှင့်ချစ်လော။ယနေ့ငါမှာထားသောစကားကိုနှလုံးသွင်းရမည်။ထိုစကားကိုသင်၏သားသမီးတို့အားကြိုးစား၍သွန်သင်ရမည်။အိမ်၌ထိုင်လျက်နေသည်ဖြစ်စေခရီး၌သွားသည်ဖြစ်စေအိပ်လျက်ထလျက်ရှိသည်ဖြစ်စေထိုစကားကိုပြောရမည်ဒါတော့ခရစ်ယာန်အိမ်တော်နဲ့ပတ်သက်တဲ့အကြောင်းအရာပဲဖြစ်ပါတယ်ဒါမဲ့ဒီကနေ့ကျွန်တော်ယုံကြည်သူခရစ်ယာန်များအားလုံးအတွက်ယုံကြည်ခြင်းနဲ့ပတ်သက်တဲ့မန်တိုင်း3ခုကိုမိမောင်းထိုးပြီးတော့ခွန်အားပေးချင်ပါတယ်ကျွန်တော်အစ္စလမ်ဘာသာမှာဆိုလို့ရှိရင်သူတို့ကိုးကွယ်တဲ့မန်တိုင်း5ခုရှိပါတယ်သူတို့ခေါ်တာ5 pillars of Islam အဲ့ဒီ Islam ရဲ့5 pillars ကပထမတစ်ခုကတော့ဒီ shahada လို့ခေါ်တဲ့ faith ယုံကြည်ခြင်းနဲ့ပတ်သက်တဲ့မန်တိုင်းဖြစ်ပါလေသူတို့ကအာလာဆိုတဲ့ဘုရားတဆူရီသောဘုရားကိုကိုးကွယ်ဖို့ဖြစ်ပါတယ်အာလာကိုကိုးကွယ်တဲ့မိုဟာမက်ဟာအာလာရဲ့တူရီသောပရောဖက်အနေနဲ့သူတို့ယုံကြည်လက်ခံပါတယ်ဒါကအစ္စလမ်ဘာသာရဲ့ယုံကြည်တဲ့အရာဒုတိယမန်တိုင်းကတော့ဆာလာလို့ခေါ်တဲ့ pray 5 times a day တရက်ကို9ချိန်ဆုတောင်းရမယ်ဆိုတာဒါအစ္စလမ်ဘာသာရဲ့သူတို့လက်ခံယုံကြည်ထားတဲ့ဒုတိယမန်တိုင်းဖြစ်ပါတယ်တတိယမန်တိုင်းကတော့ swam လို့ခေါ်တဲ့
fasting ဒီ Ramadan ကာလမှာရက်40သူတို့အစာရှောင်ဆုတောင်းခြင်းကိုသူတို့လုပ်ရပါတယ်စရုထမန်တိုင်ကတော့ zakat လို့ခေါ်တဲ့ almsgiving ဒီလိုအပ်တဲ့သူတွေကိုကူညီမဆခြင်းပေးလှူခြင်းပေးကမ်းခြင်းဆိုတဲ့အရာဖြစ်ပါတယ်နောက်ဆုံးမန်တိုင်ကတော့ hajj လို့ခေါ်တဲ့ pilgrimage to the Mecca သူတို့တစ်သက်မှာတစ်ခါမက်ကာကိုသွားပြီးတော့ဖျားဘူးသွားရတဲ့အရာဖြစ်ပါတယ်ဒါတော့ဒီအရှိကမန်တိုင်၄ခုကိုသူတို့တော်တော်များများဖြစ်စည်းနိုင်ပေမဲ့လည်းနောက်ဆုံးမန်တိုင်ဖြစ်တဲ့ hajj ဒီမက်ကာကို pilgrimage လုပ်ဖို့အတွက်ပတ်စံမတက်နိုင်တဲ့သူတွေကမသွားရောက်နိုင်ပါဘူးဒါကြောင့်သွားရောက်တဲ့သူတွေကပြန်လာပြီးတော့သူတို့သွားတဲ့အတွေ့အကြုံပြန်လဲပြီးတော့ဝေငှပြီးတော့မိတ္တူဘူးသလိုမျိုးသူတို့ကူးပြီးတော့ယူရတဲ့အနေအထားရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒီကနေမက်ကာကနေပြန်လာတဲ့သူတွေကိုသူတို့ကတကယ့်ဟာဂျီဆိုပြီးတော့ဘွဲကိုသူတို့ရတယ်အဲ့ဒါဆိုလို့ရှိရင်သူတို့ကဒီအစ္စလာမ်ရဲ့ five pillars လုံးကိုဖြည့်ဆည်းတဲ့သူအနေနဲ့သူတို့လက်ခံပြီးတော့အထုမြတ်ထားတဲ့ပုဂ္ဂိုလ်တူဖြစ်သွားပါတယ်ကျွန်တော်ခရိယန်တွေမှာကြတော့နှစ်ချင်းခရိယန်တွေရဲ့အခြေခံယုံကြည်ချက်၅ချက်ရှိပါတယ်ဒါပေမဲ့ဒီအခြေခံယုံကြည်ချက်ကိုကျွန်တော်တို့တွေကဘလောက်အထိလိုက်နာပြီးတော့ကျင့်သုံးတယ်လေဆိုတာတော့တယောက်စီတိုင်းရဲ့နှလုံးသားထဲမှာတော့ရှိမှာပေါ့နော်ဒါပေမဲ့ဒီကနေ့ကျွန်တော်မိမောင်ထုတ်ပြခြင်းတဲ့အရာတော့အချက်၃ချက်ပဲဖြစ်ပါတယ်ဒီမန်တိုင်၃ချက်ကတော့ခုနဣသေလလူမျိုးတွေကိုဖျားကခိုင်းထားတဲ့အကြောင်းအရာနဲ့ဆက်ဆက်ပါတယ်ဖျားကဣသေလလူမျိုးတွေကိုခုနပြောတဲ့စကားလေးပေါ့နော်ဒီစကားကတော့ဘယ်လိုဖော်ပြလဲဆိုတော့ဒီမိဘတွေကသားသမီးတွေကိုတုံသေးဆုံးမရတဲ့တာဝန်ရှိပါတယ်ဒီတုံသေးဆုံးမတဲ့တာဝန်ကိုသူတို့တသွေမတိန်လိုက်နာပြီးတော့လုပ်ဖို့လည်းရှိပါတယ်ဒါကြောင့်အဲ့ဒီစကားကိုဟေပြဲဘာသာလို့ရှိမာလို့သူတို့ခေါ်ပါတယ်ဒီရှိမာရဲ့အတိတ်ပဲကတော့ to obey and do နော်နာခံလိုက်လျှောက်ဖို့အတွက်ဖြစ်ပါတယ်ဒါကြောင့်ခုနအဲ့ဒီကျမ်းပိုက်ကိုဟီဘရူးလိုကသူတို့ဘယ်လိုပြောတယ်လဲဆိုလို့ရှိရင်ရှိမာယေစရိယာအဒိုနိုင်အဟိုနီနူအဒိုနိုင်ဣခတ်ဒါကဟေပြဲလို့သူတို့အမြဲတမ်းဒါကိုရွတ်ရတယ် Hear O Israel the Lord our God the Lord is the one ဒါကတဆူရီတော့ဖျားရှိတယ်တို့ရဲ့သားသမီးတွေကိုတုံသင်ဆုံးမရမယ်အမြဲတမ်းဒီဟာကိုသတိပေးရတယ်အိတ်ဒီဖြစ်စေထဒီဖြစ်စေသွားနေသည်ဖြစ်စေစားနေသည်ဖြစ်စေအချိန်မရွေးဒီဟာကိုအမြဲတမ်းသူတို့သတိပေးရပါတယ်ဒီဟာကအင်မတန်မှအရေးကြီးတဲ့အချက်လည်းဖြစ်ပါတယ်ဆိုတော့ဒီဟာကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ခုနပြောတဲ့အမှန်တိုင်းကပထမတစ်ချက်ကဖျားပြုတဲ့အရာတွေကိုပြန်လည်ပြီးတော့သုံးသပ်ဖို့ဖြစ်ပါတယ်ဖျားပြုတဲ့အရာတွေကိုပြန်လည်ပြီးတော့သုံးသပ်ဖို့ဆိုတော့ခေတ်စကားနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ examining the past နော် learning from God's faithfulness ဖျားကျွန်တော်တို့ရဲ့အပေါ်မှာဘယ်လောက်ဂတိတည်တယ်လဲဆိုတဲ့ဟာကိုပြန်ပြီးတော့လေ့လာခံယူပြီးတော့ဘုရားကိုကျေးဇူးတော်ချီးမွမ်းဖို့ဖြစ်ပါတယ်ယောရှုမတ်စာထဲမှာဆိုလို့ရှိရင်အခန်းကြီး၄ငယ်၄ကနေခုန်ထိကြည့်မယ်အဲ့မှာဣသေလလူမျိုးတွေကဘုရားပို့ဆောင်ခြင်းအားဖြင့်ဂျုံဘိုးကနေပြီးတော့ခါနန်ပြည်ကိုဝင်ဖို့အတွက်ဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီဂျော်ဒန်မြစ်ကိုကူးလိုက်တဲ့အခါမှာယောရှုကဣသေလအနွယ်12နွယ်တဲကတစ်နွယ်ကိုတယောက်ကြောက်တုံးတုံးကိုယူတာပါပြီးလို့ရှိရင်သူတို့ခုပြုတ်ကိုဝယ်တဲ့နေရာမှာအဲ့ဒီကြောက်တုံးကိုပုံထားရမယ်နောင်လာနောင်သားတွေကဒီကြောက်တုံး12တုံးကဘာလဲလို့မေးလို့ရှိရင်ဘုရားသခင်ကတို့တွေကိုဂျုံမောကနေပြီးတော့ထုတ်ဆောင်လာတယ်ပင်လယ်နီကြီးကိုကုန်းချောင်းဖြတ်လို့ရတယ်
ဒါဖယားကတို့အတွက်ပြုခဲ့တဲ့အရာဖယားရဲ့ဂတိသစ္စာတည်ခြင်းရာကိုအမြဲတမ်းအမှတ်ရနေဖို့ရန်အတွက်ဒီကြောက်တုံး12တုံးကိုထားခြင်းဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့အသက်တာမှာပထမဦးဆုံးအရေးကြီးတဲ့မှန်တိုင်ကဖယားကိုတည်ဖို့ဖယားဟာကျွန်တော်တို့အတွက်အမြဲတမ်းသစ္စာရှိပြီးတော့ကျွန်တော်တို့ကိုကူညီမဆခဲ့တဲ့ဖယားဖြစ်တယ်ဆိုတာကိုလက်ခံဖို့အတွက်ဖြစ်ပါတယ်ဒါကြောင့် remember his works and praise ဖယားပြုတဲ့အရာတွေကိုပြန်လည်သတိရပြီးတော့သူ့ကိုအမြဲတမ်းကျေးဇူးတော်ချီးမွမ်းနေဖို့ဖြစ်ပါတယ် remember his lessons ဖယားသွန်သင်တဲ့အရာတွေကိုလည်းပြန်လည်ပြီးတော့အောက်မေ့ဖို့ဖြစ်ပါတယ် remember to press on to another goal ဖယားပြုတဲ့အရာတွေကိုအောက်မေ့ပြီးတော့ရက်နေဖို့မဟုတ်ဘူးထပ်ပြီးတော့ပန်းနိုင်အစ်စ်ချပြီးတော့အဲ့ဒီပန်းနိုင်ကိုဆက်သွားဖို့အတွက်ဖြစ်ပါတယ်ကျွန်တော်တို့အသင်းတော်တွေမှာတစ်နှစ်တစ်ခါတာကွာကတားကြီးလုပ်တယ်တာကွာကတားကြီးလုပ်တဲ့အခါမှာစီဝေးထိုင်ရတယ်ကဲဒီတာကွာကတားကြီးမှာစီဝေးတဲ့အရေးကြီးဆုံးအချက်ကဘာကျွေးမလဲပေါ့ဘာစားမလဲပေါ့ပြီးတဲ့ခါကျတော့တာကွာကတားကြီးမှာကဲဘသူတွေက report တင်မယ်ပေါ့ကဲလူငယ်အမျိုးသမီးခါတာကဲသူကဏ္ဍနဲ့သူ report တွေတင်တယ်ပြီးတဲ့ခါကျတော့ငွေစင်းရှင်းတန်းနေတင်တယ်ပြီးတဲ့ခါကျတော့ဟင်းတွေစားတယ်စားတော့ပျော်ပြီးတော့ပြန်သွားတယ်တစ်နှစ်ပြီးသွားဒါကွာကတားကြီးကတလောက်နဲ့မပြီးသင့်ဘူးဒါကွာကတားကြီးဆိုတာကတစ်နှစ်စာလုံးကိုပြန်ပြီးတော့သုံးသက်ခြုံငုံပြီးတော့အားသာချက်အားနည်းချက်ကိုကြည့်ရမှာတစ်နှစ်လုံးလုပ်တဲ့အရာကို report တင်တာနဲ့ပြီးဆိုလို့ရှိရင်နောက်နှစ်လည်းဒီတိုင်းပဲပြီးသွားမှာပဲဒါပေမဲ့တစ်နှစ်လုံးလုပ်တဲ့အရာတွေပေါ်မှာသုံးသက်ပြီးတော့ဒါကတော့အားနည်းချက်ရှိနေတယ်ဒီအားနည်းချက်ကိုတို့အားသာချက်ဖြစ်အောင်ဘယ်လိုထပ်ပြီးတော့လုပ်မလဲဆိုတဲ့ဟာလေးကိုနည်းနည်းလေးချက်ကြိုးစားပြီးတော့ပန်းနိုင်အစ်စ်လေးချဖို့အတွက်တိုက်တွန်းချင်ပါတယ်ဒါကြောင့်ဒါပထမဦးဆုံးတစ်ချက်ကတော့ဖယားကျွန်တော်တို့ရဲ့အပေါ်မှာတစ္ဆာရှိတဲ့အကြောင်းကိုအမြဲတမ်းသတိရပြီးတော့ကျွန်တော်တို့ရဲ့ဆက်သွားရမယ့်ပန်းနိုင်အစ်စ်ကိုချဆက်ပြီးတော့ကောင်းအောင်လုပ်ဖို့အတွက်ဖြစ်ပါတယ်ဒုတိယမန်နိုင်ကတော့အခုလက်ရှိနေတဲ့အခြေအနေမှာအကောင်းဆုံးလှုပ်ဆောင်ဖို့ဖြစ်ပါတယ် engaging the presence faithfully stewarding today ဒီကနေ့ကိုအကောင်းဆုံးကျွန်တော်တို့ထိန်းသိမ်းရအောင်ပေါ့ဆိုတော့ဒီကနေ့ကိုကျွန်တော်တို့တွေကမထိန်းသိမ်းဘူးကိုယ့်လက်ထက်မှာရှိတဲ့အရာကိုမသိမ်းထားနိုင်ဘူးဆိုလို့ရှိရင်တော့ဒီအရာကသူများလက်ထဲကိုပါသွားပြီးတော့ကျွန်တော်တို့ပိုင်ဆိုင်ရမယ့်ပျော်ရွှင်မှုငြိမ်းချမ်းမှုတွေဟာကိုယ့်လက်ထဲကနေပြီးတော့အပြင်ကိုရောက်သွားမှာဖြစ်ပါတယ်ဒါကြောင့်ပြစ္ဆုတ်ပံအတွက်အသက်ရှင်ဖို့လည်းအရေးကြီးပါတယ်ကျွန်တော်တို့ကိုဖျားပေးထားတဲ့တာဝန်ကိုဒီအခုအခြေအနေမှာခြေပေါ်အောင်ထမ်းရွက်ဖို့ဗန္နာထိန်ကောင်းတွေဖြစ်ဖို့အတွက်အရေးကြီးပါတယ်98ခုမြောက်သောဆာလံအဲမှာကြည့်မယ်ဆိုလို့ရှိရင်ဖျားကသူ့ရဲ့လူမျိုးတော်ကိုဘာပြောလဲဆိုတော့မင်းတို့အရင်တုန်းကဘိုးဘေးတွေကိုပြောခဲ့တယ်လို့သူတို့ကိုကာကွယ်မယ်ဒီဟာကိုသားသမီးသားစဉ်မြေဆက်ကိုဆက်ပြီးတော့ပြောဖို့ရှိတယ်နောက်ပြီးတော့သူတို့လက်ရှိအသက်ရှင်တဲ့အရာကိုအကောင်းဆုံးပုံသက်သေဖြစ်အောင်လဲအသက်ရှင်ပြရမယ်ဒီဟာလည်းသားစဉ်မြေဆက်ကောင်းဖို့အတွက်ဖြစ်တယ်လက်ရှိအသက်ရှင်နေတဲ့အချိန်ကလည်းအရေးကြီးပါတယ်ဒီပြစ္ဆုတ်ပံမှာရှိနေဖို့လည်းအရေးကြီးပါတယ်ပညာရှင်ကြီးတပါးကကျွန်တော်တို့တွေကဒီနေ့ကိုတဲ့နော်မနေ့ကလိုပဲလုပ်မယ်ဆိုလို့ရှိရင်တဲ့
ကျွန်တော်တို့ရဲ့မနေ့ဖြန်ကဒီနေ့လိုပဲဖြစ်အောင်ပါပဲတော့ဒီနေ့ကိုတို့မနေ့ရလိုပဲဆက်ပြီးလုပ်သေးတယ်ဆိုရင်မနေ့ဖြန်ကလည်းဒီနေ့လိုပဲဖြစ်မယ်ဆိုတာပြောင်းလဲမှုဆိုတာမဖြစ်သွားဘူး transform မဖြစ်ဘူး transform ဖြစ်အောင်ဒီကနေ့ကိုမနေ့ကနဲ့မတူအောင်လုပ်မှရမှာဖြစ်ပါတယ်မနေ့ကကျွန်တော်တို့ပြောတယ်ဒါကွာကဒါကေကအရှိသွားဖို့အတွက်ကွာကဒါလို့မျိုးမဟုတ်တော့ဘူးကွာမနှစ်ကလုပ်တဲ့အတိုင်းပြန်ကြည့်တယ်မနှစ်ကတော့ January မှာဒါလုပ်တယ် February မှာဒါလုပ်တယ် March မှာဒါလုပ်ဒီနှစ်လည်းဒီတိုင်းပဲလုပ်မယ်အဲဆိုနောက်နှစ်လည်းဒီတိုင်းပဲဖြစ်မယ်ဆိုတော့တို့တွေကပြောင်းလဲမှုကိုလိုချင်တယ်ဆိုလို့ရှိရင်ပို့ပြီးတော့ကောင်းတဲ့အရာလေးတွေကိုထပ်ပြီးတော့ထည့်ဖို့အတွက်အရေးကြီးပါတယ်ဒါကြောင့်ဒီကနေ့မှာအသက်ရှင်ဖို့အတွက်ကိုလုပ်ရမယ့်အရာတွေကိုလက်ရှိအခြေအနေမှာအကောင်းဆုံးလှုပ်ဆောင်ဖို့ဖြစ်ပါတယ်ကျွန်တော်အခုလက်ရှိအခြေအနေကိုယ့်ရဲ့အခြေအနေကိုပြောပြရမယ်ဆိုလို့ရှိရင်တော့ပရိသတ်တွေရည်ရှင်လဲရည်မယ်ပေါ့နော်။ဘာဖြစ်လဲဆိုတော့ပြီးခဲ့တဲ့နှစ်ပတ်ကကျွန်တော်အမျိုးသမီးကမျက်စိအရေးပေါ်ဖွေးလိုက်ရတယ်။ဖွေးလိုက်ရတဲ့ခါကျတော့နှစ်နာရီကိုတစ်ချိန်ဆေးထည့်ရတယ်။တစ်ချိန်ကလည်းနှစ်မျိုးတစ်မျိုးက9မိနစ်ချာထည့်ရတယ်။ဆိုတော့အဲ့ဒီချိန်ကကျွန်တော်ကလည်းစာလည်းသင်ရသေးတယ်။အိမ်မှာနှစ်ယောက်ပဲရှိတဲ့ခါကျတော့ချက်ပြုတ်ရေရလည်းလောက်ရသေးတယ်။ဆေးရလည်း2နာရီတစ်ချိန်ထည့်ရသေးတယ်။အဲ့ဒီထည့်တဲ့9မိနစ်ဂျားလေးကိုအပြင်လေးထွက်ပြီးတော့တခုသွားလုပ်ပဲဆိုရင်နည်းနည်းအချိန်လို့9မိနစ်ကျော်ကပြန်လာတဲ့အခါအဲ့ဒီမှာစကားများပစ္စုပန်မှာအသက်ရှင်ရတာမလွယ်ဘူးဆိုတာပြောချင်တာပါဆိုတော့တခါတလေပေါ့နော်ကျွန်တော်ကညနေဆိုလို့ရှိရင်အားကစားလုပ်တဲ့အချိန်ဆိုရင်ဒါကျွန်တော်အချိန်ပဲဘယ်သူမှလာနောက်ဆက်လို့မရဘူးသူက9နာရီမှတစ်ချိန်ထည့်ရသေးတယ်ဆိုတော့အဲ့ဒီဂျားထဲမှာဒီတစ်ချိန်သူ့ကိုပြောတယ်ငယ်ချင်းတွေကိုခေါ်သွားကြိုက်တဲ့သူခေါ်ပြီးခတ်ခိုင်းလိုက်ဒီတစ်ချိန်ကတော့ကျွန်တော်မခတ်ဘူးနော်ပြောချင်တာကတော့ကျွန်တော်တို့ပစ္စုပန်မှာအသက်ရှင်နေဆိုတာကအမျိုးမျိုးတွေ့ကြုံရမယ်တွေ့ကြုံရတဲ့အခြေအနေကိုလည်းရင်ဆိုင်တဲ့အခါမှာတခါတလေတော့နော်အဲ့လိုမျိုးညီးငွေစရာအကြောင်းတွေညီးညူစရာအကြောင်းတွေအဲ့လိုမျိုးဖြစ်မယ်ပေါ့နော်အဲ့လိုမျိုးဖြစ်ပေမဲ့လည်းတို့ကတယောက်ပဲရှိတဲ့ခါကျတော့ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ပေါ့နော်တခြားဘယ်သူမှမရှိဘူးလေနော်တခြားဘယ်သူမှမရှိဘူးဆိုတော့နောက်တစ်ပတ်ပြီးတော့နောက်တစ်ပတ်နေပြန်ပြတဲ့ခါကျ4နာရီချားဆိုနည်းနည်းလေးအဆင်ပြေလာတယ်ပေါ့နော်ဆိုတော့နောက်တစ်ပတ်ပြန်သွားလို့ရှိရင်တော့ဘယ်နှစ်နာရီချားဖြစ်မလဲပေါ့နော်ဆိုတော့ပြောချင်တာကကျွန်တော်တို့ရဲ့ပစ္စုပန်ကဒီအခြေအနေမှာကျွန်တော်တို့ရှိနေဖို့ဖြစ်ပါတယ်ဒါပေမဲ့များသောအားဖြင့်တို့တွေကဒီပစ္စုပန်ကဒီမှာရှိနေပေမဲ့လည်းတို့အတိတ်ကအရာတွေဝဲပြန်ပြီးတော့တောင်းတတယ်များသောအားဖြင့်ပြောကြပါတယ်အရင်တုန်းကဘာဖြစ်တယ်ညာဖြစ်တယ်အရင်တုန်းကအခြေအနေကဘလို့နော်အခုကဘာဖြစ်တယ်အဲ့ဒီပြီးခဲ့တဲ့အရာကိုပဲတို့တွေကပြန်တန်းတနေတာဆိုတော့တို့တွေကပစ္စုပန်မှာရှိနေပေမဲ့အတိတ်မှာပဲအသက်ရှင်နေတာဒါကြောင့်မပြောဘူးဆိုတော့ပစ္စုပန်မှာရှိနေဖို့ဒီရှိနေတဲ့အခြေအနေကိုလက်ခံပြီးတော့အကောင်းဆုံးကိုယ့်ကိုယ်ပြင်ဆင်ဖို့အရေးကြီးပါတယ်ဖခင်ကတော့တို့အတွက်ကောင်းကြီးအသစ်အမြဲတမ်းပြင်ဆင်ပေးပါတယ်အဲ့ဒီကောင်းကြီးအသစ်ကိုလက်ခံနိုင်ဖို့ရန်အတွက်လည်းကိုယ့်ဘက်ကပြင်ဆင်စရာအများကြီးရှိတယ်ဆိုတာကိုဖော်ပြချင်ပါတယ်ဒါကြောင့်ဒီလက်ရှိပစ္စုပန်မှာအသက်ရှင်ဖို့ be actively obedient ကျွန်တော်တို့အသက်ပါတဲ့နာခံခြင်းနော်နာခံတာတော့မှ active ဖြစ်ရမယ်နာခံတာကဘယ်လိုပြောမလဲမွေမသိတော့မကြိုးပုံစံမျိုးနာခံလို့မရဘူး actively obedience ဖြစ်နေရမယ်ဒါကြောင့်ဒီလိုမျိုးဖြစ်ဖို့အတွက်လည်းတော်တော်လေးကြိုးစားပြီးတော့အသက်ရှင်ဖို့လိုပါတယ်ကျွန်တော်ရဲ့မိသားစုလေးပေါ့သားမိသားဖ4ယောက်ပဲရှိတယ်အခြေအနေရသမီး2ယောက်ကိုတခြားနေရာကိုပို့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒီလိုမျိုးပို့
ဖြစ်လာတဲ့အခါမှာနှစ်ယောက်သားတိုင်နေတယ်အဲ့ဒီချိန်တော့သမီးနှစ်ယောက်လည်းအတိမပေးဘူးပေါ့နော်သူတို့ဘယ်လိုစီစဉ်ပေးမလဲဆိုတာသူတို့ကလည်းသူတို့ရဲ့နာမည်ထွက်လာတာနဲ့သူတို့ရဲ့စိတ်ထဲမှာဘာလုပ်ရမလဲဆိုတာပဲသူတို့စဉ်းစားတယ်ပေါ့နော်ဒါပေမဲ့ဘုရားကလမ်းဖွင့်ပေးတယ်သူတို့နှစ်ယောက်စလုံးကိုဒီချင်းမိုင်မှာ volunteer visa နဲ့ထားပြီးတယ်ပေါ့နော်အဲ့ဒါသမီးနဲ့အငယ်ကဘာပြောလဲဆိုတော့မမပပတဲ့ဘာဘယ်လိုမျိုးစဉ်းစားပြီးတော့ပေါ့နော်သူတို့ဒီအလုပ်ရှုပ်တဲ့ visa ကိုရှောက်ပေးရတာလေတဲ့အဲ့ဒီမှာကျွန်တော်ကပြောတယ် education visa နဲ့တွားနေမယ်ဆိုလို့ရှိရင် AC ပဲဘာမှပူပင်စရာမလိုဘူးဒါပေမဲ့အမေဖေကတစ်ချိန်လုံးတရားနေပြီးတော့နော်ဂုံဒီအိတ်နဲ့ပတ်စံပို့ပြီးမှအဆင်ပြေမှာ volunteer visa နဲ့ဆိုတော့သူတို့ဟာသူတို့ volunteer လေးတွေလုပ်နော် volunteer လုပ်တဲ့နေရာမှာရတဲ့အရာလေးတွေနဲ့သူတို့ရက်တည်လို့ရမယ်နော်အလုပ်တော့ရှုပ်တယ်တစ်ပတ်ကို3ရက်အဲ့ဒီမှာရှိတဲ့အကြောင်းတစ်ကြောင်းကစာတော့တင်ရတယ်အပတ်တိုင်းသူတို့ report တင်ရတယ်ဒါပေမဲ့အဲ့ဒီဟာကတဖြည်းဖြည်းနဲ့သူတို့ကလှုပ်ရင်းနဲ့ကျွမ်းကျင်လာတဲ့ခါကျတော့မခက်တော့ဘူးသူတို့နဲ့ immigration တွေကလည်းတငယ်ချင်းတွေဖြစ်နေပြီအခုဆိုသမီးကသူတက်ရတဲ့တင်နန်းမလေးရှားမှာတပတ်သူသွားဖို့အတွက်ရှိတဲ့အခါမှာအဲ့ဒီ immigration မှာ re-entry visa လုပ်ဖို့အတွက်အကုန်လုံးသူ့အတူဆင်ပြေဆိုတော့ဒီအချိန်မှာသူတို့နှစ်ယောက်စလုံးကသူတို့ခြေထောက်နဲ့သူတို့ရက်တည်ပြီးတော့သွားနေတယ်အမေဖေကလက်ကြည့်စရာမလိုတဲ့အပိုင်းမှာရှိသွားပြီးတော့ပြောချင်တာကတခါတလေကျွန်တော်တွေကစိုးရိမ်တယ်ဖခင်ကသူ့လို့သူလုပ်တယ်တို့တွေကဖခင်ရဲ့အလုပ်ကိုဝင်ပြီးတော့လှုပ်ချင်တာနော်ဆိုတော့ဖခင်ကိုသူ့လှုပ်ပြီးလှုပ်ပါကိုလှုပ်ရမယ့်အလုပ်ပဲလှုပ်ပါပေါ့နော်ဆိုတော့ပြည့်စုံပါမှာအသက်ရှင်နေဆိုတာအသက်ပါတဲ့နာခံခြင်းနဲ့ဖခင်ပြောတဲ့အတိုင်းလိုက်လျှောက်ဖို့အတွက်ပဲဖြစ်ပါတယ်တတိယတစ်ချက်ကတော့ကျွန်တော်တို့ရဲ့သားစဉ်မြေးဆက် new generation တွေကို empower လုပ်ဖို့သူတို့ကိုမြင့်တင်ဖို့အတွက်ဖြစ်ပါတယ်နော်ခုနပြောတဲ့မိသားစုရဲ့တာဝန်မှာမိဘတွေကသားသမီးတွေကိုဆုံးမရမယ်တာဝန်သူတို့ကသားသမီးတွေသူတို့ရဲ့အသက်တာမှာရှောက်လွှမ်းနိုင်ဖို့ရန်အတွက် foundation တွေကိုချပေးရတယ်ယုံကြည်ခြင်းကအစသူတို့အသက်မွေးဝမ်းကြောင်းကအစဒီဟေပြဲလူမျိုးတွေဆိုလို့ရှိရင်သူတို့ကတူးဆိုလို့ရှိရင်အမေဖေရဲ့အလုပ်ကိုဆက်ပြီးတော့ဥဆောင်ပြီးတော့လုပ်ရတယ်။ဒါကြောင့်ဒီသခင်ခရစ်တော်က12နှစ်ကနေပြီးတော့30 18နှစ်ပြောက်တဲ့ပြဿနာလို့ပြောကြတယ်။အဲ့ဒါကသခင်ခရစ်တော်ကသူ့ရဲ့မိသားစုထဲမှာအကြီးဆုံးသားဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့အဖေယောသရဲ့လက်သမားပညာကိုသူကောင်းကောင်းအဲ့ဒီမှာလေ့လာပြီးတော့အဲ့ဒီဟာနဲ့အသက်မွေးဖို့ရန်အတွက်သူကိုယ်တိုင်အသက်မမွေးနိုင်ဘူးဆိုလို့ရှိရင်သူ့ရဲ့အောက်ကညီကိုဆက်ပြီးတော့လက်ဆင့်ကမ်းနိုင်ဖို့ရန်အတွက်သူဒါကိုလုပ်ရတယ်။ဒါကဒီဟေပြဲလူမျိုးတွေဣတိလလူမျိုးတွေသူတို့အသက်ရှင်မှုမှာသူတို့မလုံမနေလုပ်ရတဲ့အရာဖြစ်ပါတယ်။ဒါကြောင့်တို့တွေကအနာဂတ်မျိုးဆက်ကိုမြင့်တင်ဖို့ရန်အတွက်မိဘတွေမှာတာဝန်ရှိပါတယ်။အခုပြောနေကြပါတယ်အသင်းတော်တွေတော်တော်များများကမဒန်းနဲ့ဥတုံးတွေပဲရှိတော့တယ်နော်ဒီဂျားထဲမှာနည်းနည်းအားရှိမဲ့အားကိုးရမဲ့အရွယ်တွေကတိတ်မရှိဘူးဆိုတော့ဒီအချိန်ဒီမှာအသင်းတော်မှာလည်းရက်တည်နိုင်မှုအတွက်ဒီအငယ်လေးတွေကိုမြင့်တင်ဖို့ရည်ကြီးပါတယ်တို့ generation အရကြည့်မယ်ဆိုလို့ရှိရင်အရင်တော့က generation တစ်ခုဆိုလို့ရှိရင်နှစ်40သတ်မှတ်တယ်နောက်ပိုင်းနှစ်40မဟုတ်တော့ဘူးအနှစ်30ဖြစ်သွားတယ် generation တစ်ခုအနှစ်30ပြန်ပြီးသတ်မှတ်တယ်နောက်တစ်ဆင့်ထပ်ပြီးတော့အနှစ်20ပြန်ပြီးသတ်မှတ်တယ်ကျွန်တော်တို့ခေတ်ပေါ့ကျွန်တော်တို့ရဲ့အရှိမဆိုလို့ရှိရင်baby boomer တွေနော်တို့ရဲ့အရှိမအဲ့ဒီတုန်းကအနှစ်30 generation တစ်ခုအနေနဲ့သတ်မှတ်တယ်ကျွန်တော်တို့အလှည့်ရောက်တဲ့ခါကျတော့ generation X ကိုရောက်လာပြီအဲ့ဒီမှာနှစ်20ပဲကျန်တော့တယ် generation X Y Z ပြီးတဲ့အခါကျတော့
အခု generation alpha ကိုသူတို့10နှစ်ပဲတတ်မှတ်တယ် alpha ပြီးတော့အခု2025ကနေပြီးတော့ဆက်ပြီးမွေးတဲ့ကလေးတွေက beta ဖွဲ့ဖြစ်သွားပြီဆိုတော့အခြေအနေတွေကပြောင်းလဲသွားပြီအရင်တော့ကနှစ်40ကိုတစ်ခေတ်နောက်ပိုင်းနှစ်30ကိုတစ်ခေတ်နှစ်20ကိုတစ်ခေတ်အခုက10နှစ်ကိုတစ်ခေတ်ဖြစ်သွားပြီ10နှစ်ကိုတစ်ခေတ်ဆိုလို့ရှိရင်ကိုသွားမယ် speed ကလည်းနည်းနည်းမြန်လာဖို့လိုပြီဟိုရင်တော့အတိုင်းနှစ်40မှတစ်ခေတ်လို့သတ်မှတ်ပြီးတော့သွားလို့ရှိရင်တော့သူများ၄လမ်းသွားရင်ကိုကတစ်လမ်းပဲရှိနေဦးဒါကိုမိဘတွေကလည်းသတိထားဖို့လိုပါတယ်ဒါကြောင့်အဓိကကတော့ယုံကြည်ခြင်းအရေးကြီးပါတယ်ဒါကြောင့်နှစ်တိခန်းကြီး1ငွေ9ကနေခွန်တိတိမောသေကိုရှင်ပေါလုကပြောတဲ့စကားလေးပေါ့ဘယ်လိုပြောလဲဆိုတော့မင်းရဲ့အဖွာဥနှိတ်မှာရှိတဲ့ယုံကြည်ခြင်းမင်းရဲ့အမိမင်းရဲ့အဖွာလောဤအမေကဥနှိတ်နော်အဖီးနော်လို့အမနော်ဦးနိတိဆိုတော့ဒီအဖွားနဲ့အမေရဲ့အထဲမှာရှိတဲ့ယုံကြည်ခြင်းကမင်းအထဲမှာရှိတယ်လို့လည်းငါယုံကြည်တယ်တဲ့ဆိုတော့ဒါကအဖိုးဖွားခေအမေဖေခေပြီးတော့ကိုခေပေါ့နော်ကိုခေပြီးရင်ကိုသားသမီးခေပေါ့အဲ့ဒီမှာတစ်ခေပြီးတစ်ခေဒါကိုလက်ဆင့်ကမ်းဖို့ရန်တဲ့အရေးကြီးပါတယ်ကိုရဲ့အမေဖေတုန်းကနည်းနည်းဖះเจ้าလာလိုက်မလာလိုက်ကိုလှည့်ကြတော့ဖះเจ้าကိုပို့ဆိုးသွားတယ်ကိုသားသမီးခေကြတော့ဖះเจ้าကဘာမှတော့မသိတဲ့အဆင့်ဖြစ်သွားနိုင်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးမဖြစ်အောင်ဒီယုံကြည်ခြင်းမျိုးစေ့ကိုလည်းဆက်ပြီးတော့လက်ဆင့်ကမ်းနိုင်ဖို့ရန်အတွက်သူတို့ကိုမြင့်တင်ဖို့လိုပါတယ်နော်ဒါကြောင့်သူတို့ကိုမြင့်တင်ဖို့ရန်အတွက် command to impress နော်ဆွဲမှတ်ထားရတဲ့ပြညတ်တော်ကိုအမြဲတမ်းနော် commandment ကဘာလဲကိုယ့်ရဲ့မိသားစုထဲမှာလည်း commandment ထားဖို့လိုတယ်ကိုယ့်ရဲ့အသင်းတော်ထဲမှာကိုယ့်ရဲ့နေတဲ့အတိုင်းဝိုင်းထဲမှာဒီလိုမျိုးသတ်မှတ်ထားတဲ့အရာတစ်ခုဣတိလလူမျိုးတွေကြားထဲမှာဆိုလို့ရှိရင်ခုနပြောတဲ့she မှာဆိုတဲ့ဟာ to listen and obey ဒီအရာကသူတို့ရဲ့အထဲမှာရှိနေတယ်လို့မိမိရဲ့မိသားစုထဲမှာလည်းတစ်ခုခုရှိဖို့အရေးကြီးပါတယ်ဒါကြောင့်ဒီအရာကိုတို့တွေက model of investment လို့ခေါ်တယ်ဒီယင်းနှိမ့်မြုပ်နှံခြင်းတစ်ခုပဲပေါ့နော်ကိုယ့်ရဲ့သားသမီးတွေကိုကိုကဒီဟာကိုထည့်ပေးတယ်ပြောတယ်သွန်သင်တယ်ဆိုတာကယင်းနှိမ့်မြုပ်နှံတာပဲတစ်ချိန်ကျရင်ဒီယင်းနှိမ့်မြုပ်နှံတဲ့အရာကသူတို့ရဲ့အထဲမှာအဆင်ပြေသွားပြီဆိုလို့ရှိရင်တကယ်ကောင်းတဲ့အသီးပွင့်တွေရှိလာမှာကိုကျွန်တော်တွေ့ရပါတယ်ကျွန်တော်ကျောင်းတက်တုန်းကဆရာကြီးဒေါက်တာဆော်လာပြောတဲ့စကားတို့တွေကတဲ့ပညာသင်နေတဲ့ဒါပေမဲ့တချို့ကပညာသင်တာကကျောင်းပညာသင်တာမဟုတ်ဘူးတဲ့ကျောင်းပညာကိုသင်တာတဲ့ကျောင်းပညာဆိုတာဒီမြစ်တွေထဲမှာဆိုလို့ရှိရင်ကြားဆရာကျောင်းကြားရဲ့ဆရာကကျောင်းပေါ့နော်ဆိုတော့ကြားကျောင်းကိုကြောက်ရတယ်ကျောင်းကလည်းကြားကိုပညာသင်တော့ကအကုန်လုံးမသင်ဘူးသူကတကွက်ချန်ထားတယ်အရေးပေါ်လို့ရှိရင်ပြထုတ်သုံးလို့ရအောင်ဆိုပြီးတော့တကွက်ချန်ထားတယ်ပေါ့နော်ဆိုတော့အခုကျောင်းမှာသင်တဲ့ပညာကကျောင်းပညာတဲ့ဆိုတော့ဆရာတွေကလည်းပညာသင်လို့ရှိရင်အကုန်လုံးမသင်ဘူးပေါ့နော်ဒီတပည့်တွေကသူတို့နဲ့တော်မှာကြောက်တယ်အဖွဲ့အစည်းတွေအလုပ်လုပ်တဲ့အခါမှာလည်းအထက်လူကြီးတွေကပညာသင်လို့ရှိရင်သူ့ရဲ့ငယ်သားတွေကိုအကုန်လုံးပညာမပေးဘူးသူတို့ကိုဆရာလုပ်မှာဆိုလို့အဲ့ဒီလိုနဲ့တဆင့်ခြံတော့နောက်ဆုံးဘာမှမကြံတော့ဘူးပေါ့အဲ့ဒီလိုမျိုးဆိုလို့ရှိရင်ဒါကကျွန်တော်တို့အနာဂတ်မျိုးဆက်သစ်ကိုမြင့်တင်နေတာမဟုတ်ဘူးကိုက10တန်းအောင်လဲဆိုလို့ရှိရင်ကိုသားသမီးကြရင်ဘွဲရစေရမယ်ကိုကဘွဲရတယ်ဆိုလို့ရှိရင်ကိုသားသမီးကဒီတဲ့တဆင့် master လား doctorate လားအဲ့လိုမျိုးဖြစ်ဖို့ရန်အတွက်ကိုကရည်စူးထားဖို့လိုတယ်ကိုရဲ့အသင်းတော်မှာဆရာဝန်တစ်ယောက် engineer တစ်ယောက်နော်ဒီတရားသူကြီးတစ်ယောက်ရှင်းနေတစ်ယောက်အဲ့လိုမျိုးမွေးထုတ်ဖို့အတွက်အစီအစဉ်တွေချမှတ်ဘူးသလားအဲ့လိုမျိုးမချမှတ်ဘူးသရွေ့တို့ရဲ့အတိုင်းဝိုင်းထဲမှာလဲတခုခုဆိုလို့ရှိရင်ကောက်စားလုပ်ဖို့အတွက်ရှိမှာမဟုတ်ဘူးသူများကိုလိုက်ပြီးတော့အားကိုးနေရမှာဒီဟာတွေကို envisioning လုပ်ဖို့လိုတယ်เนาะအမြင်တွေဖွင့်ပြီးတော့
အနာဂတ်မျိုးဆက်တွေကိုမြင့်တင်ဖို့အလားအလာရှိတဲ့ကလေးတွေကိုအသင်းတော်ကနေပြီးတော့ပံ့ပိုးပါဆရာဝန်တက်ဖို့အတွက်မိဘမတက်နိုင်ဘူးလားအသင်းတော်ကပံ့ပိုးပါအင်ဂျင်နီယာလုပ်ဖို့အတွက်မိဘမတက်နိုင်ဘူးလားအသင်းတော်ကပံ့ပိုးပါဒီနေ့ကျရင်ဒီကလေးတွေကအသင်းတော်အတွက်အကျိုးရှိလာပါလိမ့်မယ်ဒီအရာဟာတကယ်ခုနပြောတဲ့ model of investment ဖြစ်ပါတယ်သူတို့အဲမှာသူတွေကယင်းဤမြုပ်နှံနေခြင်းဖြစ်တယ်ဆိုတာကိုကျွန်တော်တို့သိမှတ်ဖို့အတွက်ဖြစ်ပါတယ်ဒါကြောင့်ပညာရှင်ကြီးတစ်ပါးသူပြောတယ် when you run alone it's called a race when God runs with you it's called the grace သင်တယောက်တည်းပဲပြေးတယ်ဆိုလို့ရှိရင်ဒါပြိုင်ပွဲဒါပေမဲ့ဖခင်နဲ့အတူပြေးမယ်ဆိုလို့ရှိရင်ဒါတကယ်ကြီးစုတော်ပဲဆိုတော့ကျွန်တော်တို့ရှေ့ဆက်သွားတဲ့ခြေလမ်းတိုင်းကိုတယောက်တည်းမပြေးပါနဲ့ဖခင်နဲ့ပြေးဖို့အတွက်သားသမီးတွေကိုလည်းသွန်သင်ဖို့ဖြစ်ပါတယ်ဒါကြောင့်ခုနပြောတဲ့ဒီမန်တိုင်၃ခုအားဖြင့်ဖခင်ကတို့ကိုဘာပြောချင်လဲလို့ပြန်ပြီးတော့မေးမယ်ဆိုလို့ရှိရင်ဖခင်သခင်ကတို့တွေကိုတရားဖြစ်ဖို့ရန်အတွက်ဘုရားကခေါ်ပါတယ်ကျွန်တော်တို့တွေကိုတရားဖြစ်ဖို့အတွက်ခေါ်ပါတယ်ဆိုတော့ဒီလိုမျိုးတရားဖြစ်ဖို့အတွက်ဘုရားကခေါ်ပြီးဆိုလို့ရှိရင်တရားဆိုတာကအနစ်နာခံရတဲ့အပိုင်းရှိပါတယ်မတူညီတဲ့အရာဟိုဘက်နဲ့ဒီဘက်ဆက်သွယ်ပေးတဲ့အရာလည်းဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့နိုင်ငံတရားတွေကြတော့လမ်းနဲ့တရားနဲ့မတည့်ဘူးနော်ဆိုတော့လမ်းသမားကလည်းလမ်းဆောက်သွားတယ်တရားသမားကလည်းတရားဆောက်သွားတယ်လမ်းကောင်းနေသွားတရားရောက်တဲ့ခါကျရင်ဂျိန်းကြီးဆိုရင်ဖေကမြောက်တက်သွားတယ်ပြီးပြန်ဆင်းသွားတယ်လမ်းကောင်းဆိုတော့ဒီလိုမျိုးတော့ဖြစ်လို့မရဘူးနော်ဆိုတော့ smoothly transaction ဖြစ်နေဖို့အရေးကြီးတယ်ကျွန်တော်တို့ဒီအရွေ့ကသွားနေတဲ့အခါမှာညင်ညင်သာသာနဲ့တက်သွားမယ်ဆိုလို့ရှိရင်လည်းညင်ညင်သာသာနဲ့ပေါ့နော်အဲ့လိုမျိုးသွားဖို့အတွက်မဟုတ်ပါဘူးတရားကောင်းကောင်းလေးဖြစ်ဖို့အရေးကြီးပါတယ်ဒါကြောင့်နောက်ဆုံးနေတဲ့တို့တွေကတရားပဲနေရာမှာရှိနေတယ်ဆိုတော့ကိုယ့်ကိုပြန်ပြီးတော့သုံးသပ်ဖို့အရေးကြီးပါတယ်ဟာတာလေးတစ်ခုရှိတယ်ဆင်းတကောင်နဲ့ပျော်စိတ်တကောင်နဲ့ပေါ့နော်သူတို့တရားကိုဖျက်ပြီးတော့ကူးတယ်တဲ့နော်တရားဖြတ်ကူးတဲ့ခါကျတော့တရားတုံသွားတော့တရားတုံတော့စိတ်ဒီပျော်စိတ်ကဘာပြောဆိုငါတို့နှစ်ကောင်တရားကိုတိုက်လက်တယ်တရားကြီးကတုံသွားတာပဲတဲ့နော်ဆိုတော့ပျော်စိတ်ကဆင်းကိုအဲ့လိုမျိုးပြောလိုက်တယ်နော်တို့နှစ်ကောင်လို့ပြောလိုက်တာပျော်စိတ်တကောင်လဲဆိုလို့ရှိရင်တော့တရားတုံစရာအကြောင်းမရှိပါဘူးနော်ဒါပေမဲ့ကျွန်တော်တို့တွေကပျော်စိတ်ဖြစ်ပေမဲ့လည်းဒိုးနဲ့တွေ့ပြီးသွားတဲ့ဘုရားကရှင်ဖြစ်ပါတယ်ဒါကြောင့်ဘယ်လိုပဲဖြစ်ဖြစ်ကိုသွားတဲ့လမ်းကြောင်းကအစဉ်ပြေနိုင်တဲ့အလားအလာတွေအများကြီးရှိပါတယ်ဘုရားကိုအားကိုးပါဘုရားနဲ့ဆက်ပြီးသွားပါကျွန်တော်တို့ယုံကြည်ခြင်းမှန်တိုင်းဒီ၃ချက်အတိတ်ကိုပြန်ပြီးတော့သုံးသပ်မယ်အနာဂတ်မှာအကောင်းဆုံးအသက်ရှင်မယ်အပြည့်စုံပါမှာအကောင်းဆုံးအသက်ရှင်မယ်အနာဂတ်သားငယ်သမီးတွေကိုအကောင်းဆုံးမြင့်တင် invest လုပ်တဲ့အခါမှာကျွန်တော်တို့ရဲ့ပန်းနိုင်ဟာမဝေးတော့ပါဘူးဖျားရှင်ပို့ဆောင်ခြင်းအပြင်ကိုယ့်ရဲ့ပန်းနိုင်ကိုအများဆုံးရောက်နိုင်ကြပါစေလို့ဆန္ဒပြုပါတယ်ရောက်စေရန်ကိုဖျားရှင်ကောင်းကြီးပေးပါစေ